လူ69ရာခိုင်နှုန်းလောက်ကကားထဲမှာဆက်ပြဆောင်ထားရင်ရရှိမဲ့အကျိုးကျေးဇူး5ချက်ကိုမသိကြပါဘူးဒါလေးကို like လုပ်ပြီး save ထားဖို့အကြံပြုချင်ပါတယ်နောက်တစ်ချိန်မှာတကယ်လိုအပ်လာမှာမို့လို့ပါ1အနက်အသက်ဆိုးများကိုဖေရှားခြင်းပထမဆုံးအနေနဲ့ကားအသစ်ဝယ်တဲ့အခါဒါမှမဟုတ်ကားကိုအကြာကြီးသုံးထားတဲ့အခါကားထဲမှာအနက်အသက်တွေမကောင်းတတ်ပါဘူးလူအများစုကဈေးကြီးတဲ့ရေမွေးတွေမီးသွေးအိတ်တွေဝယ်ပြီးပိုက်ဆံအလားအသားဖြုံးနေကြပါတယ်အဲ့ဒီအစားဆက်ပြခဲတစ်ခေးကိုဝယ်ပြီးဆက်ပြဘူးကိုအပေါက်လေးတွေဖောက်လိုက်ပါပြီးရင်ကားထဲမှာထားလိုက်ရုံပါပဲဒါဟာအနက်အသက်ဆိုးတွေကိုထိရောက်စွာဖေရှားပေးရုံတင်မကပဲကားထဲမှာလေအမြဲတမ်းလန်းဆန်းနေစီမှာပါနှစ်ကားတကားအတန်မြင့်ခြင်းကိုဖြည့်ရှင်းခြင်းဒုတိယအချက်ကတော့ကားမောင်းနေတဲ့အချိန်ကားတကားကတကြီးကြီးနဲ့အတန်တွေမြည်နေတတ်ပါတယ်ဒါဟာများသောအားဖြင့်တကားမှာရှိတဲ့ရာပါပြားတွေဟောင်းနှွမ်းလာလို့ပါဆက်ပြခဲကိုယူပြီးအဲ့ဒီရာပါပြားတွေပေါ်မှာအထက်အောက်ပုတ်တိုက်ပေးလိုက်ပါဒါဆိုရင်စိတ်အနှောက်အယှက်ဖြစ်စရာအတန်တွေပျောက်သွားပါလိမ့်မယ်3တကားဖွင့်ပိတ်ရာတွေအတန်မြည်ခြင်းကိုပြုပြင်ခြင်းတတိယအချက်ကတော့ကားတကားဖွင့်တယ်ပိတ်တဲ့အခါအတန်တွေထွက်နေတာပါဆက်ပြခဲကိုအသုံးပြုပြီးတကားပတ်တာ low stop ပေါ်မှာရှင်းနောက်ပုတ်တိုက်ပေးလိုက်ပါဒါဆိုရင်မူမမှန်တဲ့အတန်တွေလုံးဝပျောက်ကွယ်သွားပါလိမ့်မယ်နောက်ကြည့်မှန်မှာရည်တင်ကြံခြင်းကိုကာကွယ်ခြင်းစတုထအချက်ကတော့မိုးရွာတဲ့အခါနောက်ကြည့်မှန်ပေါ်မှာရည်စက်တွေတင်ကြံနေတတ်ပြီးကားမောင်းရတာအမြင်အာရုံကိုပိတ်ပင်စေပါတယ်ဆက်ပြကိုမှန်မျက်နှာပြင်ပေါ်မှာပုတ်ပြီးပြန်တုတ်ထားလိုက်မယ်ဆိုရင်နောက်ကြည့်မှန်မှာရည်စက်တွေတင်ကြံနေတော့မှာမဟုတ်ပါဘူးငါရှင်းမှန်ကြည့်လင်းစီရန်ပြုလုပ်ခြင်းပြင်စမအချက်ကတော့ကားဝိုက်ပါကမှန်ကိုတန့်စင်အောင်မတုတ်နိုင်လို့ရင်အမြင်အာရုံဝေးသွားပြီးအန်ဒီများလာပါတယ်ဆက်ပြကိုရှိလီကားမှန်ပေါ်မှာပုတ်တိုက်ပေးလိုက်ပါဒါဆိုရင်ရှင်းမှန်ကကြည်လင်းပြောင်းလဲသွားပါလိမ့်မယ်ဒီနည်းလမ်းလေးကိုသိသွားပြီမလားကားအကြောင်းကောင်းကောင်းသိတဲ့သူငယ်ချင်းတယောက်ရရှိဖို့ကျွန်မကို follow လုပ်ထားလိုက်ပါဦးနော်